မင်္ဂလာပါခင်ဗျာ Access မှာကြိုဆိုပါရစေဒီနေ့ကတော့ Zero Jet English ရဲ့ကဏ္ဍတစ်ခုဖြစ်တဲ့ Zoe Zoa မှာအသေးအချာဆိုတဲ့ကဏ္ဍလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့အမေးဖြေနံပါတ်1ပြီးတော့ဒီနေ့အမေးဖြေနံပါတ်2ကိုကျွန်တော်တို့မျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့စလိုက်ကြအောင်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မေးခွန်းကတော့ကျောင်းသားတွေအတွက်ပေါ့နော်မေးခွန်းဖြစ်ပါတယ်အဲ့တော့ကျောင်းသားတွေကတကယ်ဒီအင်္ဂလိပ်စာလေ့လာမယ့်သူကတကယ်ရောတက်ကျွမ်းကျင်တဲ့စိတ်ရှိရလားတကယ်လို့တက်ကျွမ်းကျင်တဲ့စိတ်မရှိဘဲနဲ့ကျွန်တော်တို့ကအသုံးဝင်မယ်ဆိုတဲ့ဟာမျိုးနဲ့လေ့လာမယ်ဆိုရင်တော့အသုံးဝင်ဒီအင်္ဂလိပ်စာကတော့ကဘာသုံးလည်းဖြစ်တယ်အဲ့တော့ငါလည်းတက်ထိုင်တော့ကောင်းပါပဲဆိုတဲ့ဒီအင်္ဂလိပ်လိုပြောရင်တော့ passionate ဖြစ်တယ်အဲ့လိုမျိုးစိတ်မျိုးမရှိဘူးဆိုရင်ကျွန်တော်တို့အနေနဲ့လေ့လာရတာမှာစူးညောက်ကလုတ်တစ်ခုဝန်တော့ဝန်ဖို့တစ်ခုနောက်ပိုင်းဆက်ကြရင်တော့ဖြစ်လာမှာပေါ့နော်တကယ်တက်ကျွမ်းကျင်တဲ့စိတ်ရှိလားမရှိလားဆိုတော့အရင်ဆုံးကျွန်တော်တို့ကကိုမေးကြည့်ရမှာဖြစ်တယ်နော်တချို့တွေကအဲ့လိုမျိုးမေးကြည့်တာတော့မှရှိတယ်လို့မရှိတယ်လို့လည်းစဝေးစဝါဖြစ်နေကိုဘယ်လိုစစ်ဆေးရမလဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ညှဝေပေးတာဖြစ်ပါတယ်နော်အဲ့တော့တကယ်ရောတက်ကျွမ်းကျင်တဲ့စိတ်ရှိမရှိကိုစစ်ဆေးမယ်ဆိုရင်ကျွန်တော်တို့အချိန်လိုပါတယ်အချိန်အများကြီးတော့မဟုတ်ပါဘူးနော်အဲ့တော့ဘယ်လိုလုပ်ရမလဲကျွန်တော်ပြောပါမယ်ဥမာအဖြစ်ကိုအတွက်ကိုအရင်ကလည်းဖတ်ပူတဲ့စာမျိုးပေါ့နော်အဲ့လိုမျိုးလွယ်ကူတဲ့အင်္ဂလိပ်စာပိုက်တစ်ပတ်ဥမာအဖြစ်ပြောလို့ရှိရင်စာကြောင်းရေးအတွက်10ကြောင်း15ကြောင်းလောက်ရှိတဲ့စာပိုက်တစ်ပိုက်ကိုပေါ့နော်တထိုင်နဲ့အပြီးဖတ်ကြည့်လိုက်ပါဘယ်လိုဖတ်ရမလဲလို့ပြောပြပါနော်ဖတ်နည်းလေးပြောပြအဲ့ဖတ်နည်းကတော့ပထမစာကြောင်းကိုအခါ90အတန်တွက်မှန်တယ်ပေါ့နော်အတန်တွက်ကမှန်မှာနော်အတန်တွက်မှားနေတော့အဲ့အခါ90ကအတန်တော့အမားကြီးဖြစ်ပြီးတော့အဲ့အတန်တော့အမားကြီးပေါ်မှာလည်းကိုကအကျင့်နေပါပြီးတော့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့အတန်တော့မှန်မှန်နဲ့ခေါင်90ဖြည်းဖြည်းချင်းယူမယ်ပြီးရင်ဒုတိယအကြောင်းကိုအခေါင်90ထည့်ယူမယ်ပြီးတော့ပထမအကြောင်းနဲ့ဒုတိယအကြောင်းပေါင်းပြီးတော့အခေါင်20ယူမယ်ပြီးရင်တတိယအကြောင်း90ယူမယ်ပြီးရင်ပထမဒုတိယတတိယပြန်ပေါင်းပြီးတော့20ထည့်ယူမယ်အဲ့လိုပဲတစ်စင့်နဲ့တစ်ကြောင်းတစ်ကြောင်း50ရွတ်ပြီးတိုင်းအစကနေပြီးတော့ရောက်တဲ့အကြောင်းကြီး20ရွတ်ပြီးတော့အဲ့15ကြောင်းလောက်ကိုတထိုင်နေမယမနာတဲ့ဖတ်ကြည့်လိုက်ပါအဲ့လိုဖတ်လို့ကြားထဲမှာနားကျင်စိတ်တွေပေါက်လာတယ်ဒါလေးကိုတစ်ကြောင်းလောက်ပို့တည်တာကိုအတွက်ဂုံယူတဲ့စိတ်မျိုးပျော်ရွှင်တဲ့စိတ်မျိုးဝမ်းမြောက်တဲ့စိတ်မျိုးဖြစ်တာမျိုးပြင်းရည်လာတာမျိုးဆိုရင်တော့အဲ့ဒါဟာတကယ်တက်ကျွမ်းကျင်တဲ့စိတ်မရှိဘူးလို့ကျွန်တော်ယူဆပါတယ်တကယ်တက်ကျွမ်းကျင်တဲ့သူဆိုလို့ရှိရင်ဖတ်တိုင်းအမြဲတမ်းကိုယ့်အတွက်အတိတ်ပဲရှိနေပါလိမ့်မယ်အတိတ်ပဲရှိလို့ခံစားရမယ်ကိုလည်းအင်္ဂလိပ်အတန်တွေထွက်နေတာကိုပျော်ရွှင်ရပါလိမ့်မယ်နော်အဲ့တော့တကယ်လို့အဲ့လိုမျိုးဖတ်တာကိုတစ်ချိန်တော့ရတယ်ဒီလိုပဲအောင်ရင်တိခံပြီးဖတ်လိုက်တော့ရတယ်ကျွန်တော်မှစိတ်ရှိလားဆိုမဟုတ်ဘူးကျွန်တော်တို့အဲ့ဥစ္စာကိုနေ့စဉ်မပြတ်မကွာဖတ်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လောက်ထိဖတ်ရင်ရလဲဆိုရင်ကျွန်တော်တို့တပတ်ပေါ့နော်တလားတန်တီဒါမှမဟုတ်တပတ်3ပတ်တန်တီဖတ်လိုက်ပါအဲ့ဖတ်တဲ့နေရာကလည်းအကျိုးကျေးဇူးပြန်ရအောင်ပါနော်အဲ့ပြန်ရအောင်ပါအဲ့တော့အဲ့လိုမျိုးဖတ်လို့ပြင်းမလာဘူးကိုကပို့ပြီးတော့သိကျင်တဲ့စိတ်တွေပဲပြင်းပြလာတယ်ဆိုရင်တော့ဖတ်ခြင်းစိတ်တွေလည်းကြာမသွားဘူးနောက်ကိုတညင်းနေတက်ဖတ်တာတက်လာတဲ့ခါကျတော့ကိုလည်းပို့ပြီးယုံကြည်မှုတွေရှိလာတယ်လို့ပို့ပြီးတော့လည်းစိတ်ကငါဒါကိုဟုတ်တယ်တက်အောင်လုပ်ရမယ်ဆိုရင်စိတ်ကလေးပို့ပြီးတော့တိုးတက်လာတယ်ပေါ့နော်အဓိကတော့စိတ်ကြမသွားဘူးဒါကြီးဖတ်နေရတာကိုအတိတ်ပဲမဲ့တယ်လို့မယူဆဘူးဆိုရင်တော့ဒါအင်္ဂလိပ်စာတက်ချင်တဲ့စိတ်ဖြစ်မှာအဲ့လိုမျိုးစိတ်ဖြစ်တဲ့သူမှာအင်္ဂလိပ်စာကိုတက်ဖို့ကျွန်တော်တို့ဆုံးဖြတ်ပါနှုတ်မဆိုလို့ရှိရင်တော့6လဒါမှမဟုတ်4လဒါမှမဟုတ်3လအဲ့လိုနဲ့ပဲပျောက်သွားတာကြီးများပါတယ်ကျွန်တော်တို့လည်းသင်တန်းအရင်ကဖွင့်လာတဲ့သူတွေဆိုတော့ကျောင်းသားတွေကရေရှည်မခံဘူးအင်္ဂလိပ်စာဟာရေရှည်လေ့လာရတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အင်္ဂလိပ်စာကိုရေရှည်မှမလေ့လာနိုင်မင်းလာလေ့လာတော့ဒီကျူရှင်ဆရာကိုလာပြီးတော့မဟုတ်ဘူးလာပြီးနေလို့ဖြစ်တာနော်ပကုတ်တယ်ဘာအကျုံးရှိဥမာ6လလေ့လာပြီးရင်6လစာတက်သလားဆိုရင်မတက်ဘူးနော်ကျွန်တော်တို့ကအဲ့ဒါတော့တိကျပြောနိုင်တယ်6လလောက်လေ့လာပြီးတော့တက်သလားဆိုတာဥမာကိုကပြန်လဲသုံးတာမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာနေတော့ပြန်သုံးဖို့ကသိမရှိဘူးပြီးတော့နောက်တစ်ခါပြည့်စုံမတက်ထားတဲ့အတွက်ကြောင့်မလို့လေဟိုတစ်ပေါက်ဒီတစ်ပေါက်နေတာပြောနိုင်လိုက်မပြောနိုင်လိုက်မြန်မာလူပြောရမလားဆိုအဲ့ဒါတွေကဘာအကျိုးမှမရှိပါဘူးတကယ်ကျွန်တော်အကျယ်ပွင့်တော့မပြောပြခြင်းတော့ဘာလို့ဆိုတော့အရန်ကြောက်ပါဆိုနော်အဲ့တော့
တကယ်အကျိုးမရှိတဲ့အရာပေါ့နော်4လတို့3လပြည့်တို့ဟိုမဟုတ်တာတွေမလုပ်ပါနဲ့တကယ်တက်အောင်အချိန်ငါ4လကျင်တဲ့စိတ်ရှိတယ်ငါမှခိုင်မာတယ်ဆိုမှ4လလိုက်ပါအဲ့လိုလူမျိုးအောင်မြင်ပါတယ်နှုတ်ဆိုရင်တော့6လတင်ပြီးအများကြီးမနာနဲ့1လ2လလောက်နားလိုက်အရှိရ6လစာအကုန်ပြန်ပြောက်သွားတယ်အဲ့တော့ငွေကုန်တယ်လူပင်ပန်းတယ်အချိန်လည်းကုန်ပါတယ်အဲ့တော့3ချက်နော်ငွေကုန်တယ်လူပင်ပန်းတယ်အချိန်လည်းကုန်အကျိုးကတစ်ခုမှမရှိဘူးအဲ့လိုအရာမျိုးမလုပ်ပါနဲ့လို့ကျွန်တော်အနေနဲ့ညှိနှိုင်းခံနေပါတယ်ပြီးတော့ဒီကိုယ်တင်ပေးတဲ့ကျူရှင်ဆရာစီမှာပဲပတ်စံနေတော့ပုံပြပါတော့နော်အဲ့ဒါလေးလည်းပြောချင်ပါတယ်အဲ့တော့ဆရာစိတ်မရှိရင်တော့ဘယ်လောက်ပဲတက်ပါလို့ပြောနေပါပေါ့ကျွန်တော်ကတော့ဆရာစိတ်ရှိတယ်လို့တော့မပြောချင်ဘူးဒါပေမဲ့ကျွန်တော်ကတော့လကားမလုပ်ချင်ဒါကြောင့်မလို့ကျွန်တော်နေဒီလိုစိတ်ဓာတ်မျိုးမရှိဘဲနဲ့တော့တကယ်တက်ချင်တဲ့စိတ်ပြင်းထန်တယ်မရှိဘဲနဲ့တော့မတက်ပါနဲ့ဟုတ်အရင်ဆုံးစိတ်ပြင်းထန်အောင်အရင်ဆုံးလေ့ကျင့်ပါဘယ်လိုလေ့ကျင့်ရမလဲပြီးတစ်ချက်တော့အကြံဉာဏ်ပေးပါမယ်အဲ့ဒါလေးကိုအောင်ပြီးသိခံပြီးတော့ဖတ်ကြည့်ပါတစ်လနှစ်လလောက်တကယ်လို့စိတ်မဖြစ်လာရင်ဖြစ်လာတဲ့အထိလောက်ကိုတက်ပြီးသားကိုအရင်တော့တက်ပြီးသားဆိုတော့ကိုအရင်ဖတ်ဖူးထားတယ်ကျွန်တော်တို့ကျောင်းသားတွေတော်တော်များများကအခောက်ရည်တွေနဲ့ဖတ်တာမရှိဘူး3ခေါက်လောက်2ခေါက်လောက်ဖတ်ပြီးတော့တက်ပြီးထင်နေကြတယ်တိသွားပြီးထင်တယ်အဲ့ဒါတွေလည်းနောက်ပိုင်းကျရင်ကျွန်တော်တို့ဖြည့်ရှင်းပေးပါမယ်တိတာနဲ့တက်တာနဲ့လည်းမတူပါဘူးเนาะအဲ့တော့အဲ့ဒါလေးကိုညှဝေပေးခြင်းပါတယ်တကယ်လို့များကျွန်တော်ပြောတာလေးကျွန်တော်ဖြည့်ကြားတာလေးမပြည့်မစုံရှိခဲ့ရင်ထပ်မေးလို့ရပါတယ်ကျွန်တော်ဆက်လက်တက်နိုင်တဲ့လောက်ပေါ့ကိုယ်စဉာဏ်စွမ်းရှိတဲ့လောက်ကျွန်တော်ဖြည့်ချပေးပါဖြစ်ပါတယ်အဲ့တော့comments တွေပါဒီမှာလည်းရေးလို့ရပါတယ်ကိုသိချင်တဲ့ဒီအင်္ဂလိပ်စာနဲ့ပဲနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကျွန်တော်ကိုရေးပေးပါရေးပေးလို့ရှိရင်ကျွန်တော်အနေနဲ့မှတ်သားထားပြီးတော့နောက်ပိုင်းစနေနေ့ကြလေးနဲ့ကျွန်တော်စုဆောင်းပြီးတော့အတွင်းခေါ်လေးစုဆောင်းပြီးတော့ကျွန်တော်ညောင်းပြီးတော့ဖြစ်ပါတယ်အဲ့တော့အပြန်အလှန်လဲကျွန်တော်တို့အကျိုးရှိကြမယ်လို့ထင်ပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကျွန်တော်အကြံပြုချင်တာကတော့တော်တော်များများကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စလေးပေါ့နော်အဲ့ဒါတော့အလို့တွက်လို့အဲ့လိုအင်္ဂလိပ်စာတက်ချင်ပါလေနိုင်ငံခြားသွားဖို့နီးလာတယ်ပေါ့နော်အဲ့တော့အမြန်နိုင်ငံခြားသွားအမြန်တို့ပါလို့အဲ့လိုမျိုးတွေဒီတို့နောက်တစ်ခုကအင်္ဂလိပ်စာအသုံးဝင်တယ်အဲ့တော့တက်ထားတာကောင်းပါတယ်အဲ့တော့သွားပြီးသင်တန်းလေးတက်လိုက်မယ်လေဆိုတော့ပုံစံမျိုးနဲ့တော့အကြောင်းပြချက်တင်ရတော့သင်တန်းတော့မတက်လိုက်ကြပါနဲ့ဘာအကျိုးမှမရှိပါဘူးနော်အဲ့တော့သူများကိုသွားပြီးပတ်စံလက်ကပေးမယ်ဆိုကိုယ့်ဘက်ကို buffet သွားစားလိုက်နော်ဟဲ့လားအကင်းနေစားလို့ရတယ်ဟောပေါ်နေစားလို့ရတယ်နော်အဲ့တော့သူရှင်ဆရာတွေကိုလည်းအကျင့်ပြအောင်မလုပ်ချပါနဲ့ကိုယ့်ဘက်ကိုလည်းမေးကြည့်ပါဦးတကယ်တော့တက်ချင်လားတကယ်ကိုပျော်တယ်အင်္ဂလိပ်စကားပြောရတာကိုအရန်ကြိုက်တယ်အရန်နှစ်သက်တယ်ဆိုရင်တော့နောက်အင်္ဂလိပ်စာလုံးရတာကိုလည်းနှစ်သက်တယ်ဆိုရင်တော့လုံးလိုက်ပါတကယ်အောင်မြင်ပါမတက်ဘူးဆိုတဲ့သူမရှိပါဘူးเนาะကျွန်တော်တို့နောက်ဆုံး disabled လေးတွေဖြစ်နေတာတောင်မှသင်လို့ရပါတယ်ဗျเนาะတကယ်ဒါအဲ့ disabled ဖြစ်တဲ့ကလေးဥပမာအပြင် autism ဖြစ်နေတဲ့ကလေးတောင်မှဘာသာစကားကိုကောင်းကောင်းသင်နေတယ်အဲ့တော့လူတိုင်းတက်နိုင်နေတာပါဒါပေမဲ့စိတ်ဓာတ်မရှိရင်ဘာမှလုပ်လို့မရဘူးလို့ပြောတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ